နေ့တုန်းကကျွန်တော်စီကိုအခုကျွန်တော်ပုံမှာပြထားလိုက်မျိုးအခြေအနေနဲ့အမျိုးသမီးတယောက်လာပြတာပေါ့နော်တွေ့တဲ့အတိုင်းပဲသွားအခြေအနေတွေကတော်တော်လေးကိုစိုးတယ်အခြေတွေကဆူဆူဝါးကိုပြတ်နေပြီးတော့မှတချို့ပြတ်နေတာဆိုလို့ရှိရင်ကျွန်တော်အကြောတွေတောင်ထိနေတဲ့အထိပဲပေါ့နော်အဲ့လိုပြတ်နေတဲ့ခါကျတော့လူနာအနေနဲ့ကျတော့သွားတွေလည်းမတိုက်နိုင်တော့ဘူးရေတွေလည်းမတောက်နိုင်တော့ဘူးဘာမှမစားနိုင်တော့ဘူးပေါ့နော်အဲဒါကြောင့်မို့လို့တချို့နေရာတွေဆိုလို့ရှိရင်သွားလုံးဝမတိုက်နိုင်တာအကြာပြီဖြစ်တဲ့အတွက်တဖုံးတွေလည်းဆူဆူဝါးရောင်နေတာတွေ့ရတယ်သူကတော့ဒါသွားတွေအကုန်လုံးနာနေတာဖြစ်တဲ့အတွက်ဆရာကြီးကျမကတော့တဖုံးကင်ဆာတွေသွားကင်ဆာတွေများဖြစ်ကုန်ပြီလားမသိဘူးဆိုပြီးတော့မှဆေးကောင်လာပြတာပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့အခုပုံမှာပြထားလို့ပဲသွားအခြေလေးတွေပြတ်နေတာကိုပဲမြင်ရတယ်ဘာမှထွေထူးလူနာမှာဆူဆူဝါးတွေပါဖြစ်နေရမျိုးလည်းမတွေ့ရဘူးပေါ့နော်အဲဆိုကျွန်တော်ကလူနာတော့ပြောပြတယ်ဒါစိုးရင်စရာမဟုတ်ဘူးကိုအရင်စိုးနေတယ်ဆိုပေမဲ့လို့ဒါကကြတော့ကိုကြောင့်ပဲဖြစ်တာကိုကကြတော့သွားတိုက်တဲ့ချိန်ကြလို့ရှိရင်အရန်ကိုတန်းတန်းတိုက်လို့ဖြစ်တာလို့သူကကွန်းလင်းလေးနည်းနည်းစားသေးတယ်လေကွန်းလင်းလေးနည်းနည်းစားတယ်ဆိုပေမဲ့အမျိုးသမီးတွေဆိုတဲ့ခါကျတော့အလားလည်းကြိုက်သေးတယ်ကွန်းလင်းရလည်းတစ်ခါကျတော့ရှင်အပြင်းပြေလေးဝါးကျင်သေးတယ်ပေါ့နော်အဲဆိုခါကျတော့ကွန်းကြိုးတွေပြောင်းအားရပါရတိုက်တယ်ထင်ပါတယ်ဒါကြောင့်မလို့သူ့ရဲ့အသက်50ကျော်အရွယ်မှာတော်တော်ကြီးကိုသွားအခြေတွေကပြတ်ကုန်တာပေါ့နော်ဒီလိုမျိုးသွားအခြေတွေပြတ်သွားတဲ့အချိန်မှာကျင်တာကတော့ကျင်တယ်ဒါပေမဲ့သူကြတော့တော်တော်ကြီးကိုပြစ်ထားပြီးတော့မှအကျောတွေပါထိတဲ့အထိပြတ်သွားတာဖြစ်တဲ့အတွက်သူကတော်တော်လေးကိုဆူဆူဝါကျင်ပြီးတော့မှတော်တော်ကြီးကိုနာဝါတဲ့သွားတွေလည်းဖြစ်တယ်ရောကုန်တာပေါ့ကွယ်အဲဆိုတော့သွားအချောင်းရည်အတွက်ကလည်းအရန်များတယ်ဆိုတဲ့ခါကျတော့နာတာဂိတ်ဆုံးတဲ့ဘောတရားမျိုးဖြစ်သွားတယ်လူနာဘက်ကဒီလိုမျိုးဆူဆူဝါတွေခံစားနေရတယ်ဆိုပေမဲ့လေကျွန်တော်တို့ဒီလိုသွားတွေအတွက်ကုသရတာကျတော့အရန်ကိုလွယ်တယ်ဒီလိုခြိုက်နေတဲ့သွားလေးတွေနေရာမှာသွားရဲ့ကြွေသားလေးတွေလေဆာနဲ့အစားထိုးပေးလိုက်တယ်ဆိုလို့ရှိရင်ကျင်နာတွေတော်တော်များများတက်တာသွားတယ်အကျောထိနေတဲ့သွားလေးတွေကိုအကျောထုတ်ပေးလိုက်တယ်ဆိုလို့ရှိရင်လူနာယူပစ်တယ်လို့ကောင်းပါရောပဲဒါပေမဲ့ကျွန်တော်တို့ဒါလူနာဘက်ကကြတော့သွားတိုက်တာကိုပြင်ရမယ်ဒီလိုကြီးကျန်းကျန်းတန်းတန်းတိုက်နေတဲ့ကိစ္စတွေကိုပြင်ရမယ်ပြီးတဲ့ခါကျတော့သွားကိုအဓိကကြတော့ဒီလိုကန့်လန့်ပြက်ကြီးတိုက်ကြတာလေကျွီနဲ့အဲ့လိုကြီးတိုက်တာကိုပြင်ရမယ်ကျွန်တော်တို့သွားတိုက်တဲ့ပုံစံကိုဒီလိုဆက်ဝိုင်းပုံလေးတိုက်တာတော့၎င်းဒါမှမဟုတ်ရှင်အထက်အောက်တိုက်တာတော့၎င်းအဲ့လိုပုံစံမျိုးလေးကိုပြောင်းပေးရမယ်ပြီးတော့သွားတိုက်တန်ကိုတော်တော်များများကျတော့မာမကြိုက်ကြတယ်အဲ့လိုမာတာတွေမရွေးနဲ့ soft တို့မို့ extra soft ကိုသုံးဖို့နော်ကျွန်တော်နမူနာသွားတိုက်တန်တွေလည်းပြပေးမယ်ဥပမာဒီသွားတိုက်တန်ဆိုလို့ရှိရင်ဘယ်မှာပါလဲဆိုတော့ဒီမှာပါတယ် median နဲ့ဒီလို median တွေဆိုလို့ရှိရင်ခဏလိုမျိုးဖြစ်နေတဲ့လူနာတွေဆိုလို့ရှိရင်မရွေးသင့်ဘူးဒါကကြတော့တော်တော်လေးတောင့်နေပေါ့နော်ဒီကောင်ကြည့်ပါဒါဆိုလို့ရှိရင်ဒီမှာ SOFD soft ဆိုပြီးပါတယ်ဒီကောင်ကိုရွေးလို့ရတယ်တကယ်လို့ကိုကကြတော့လုံးဝဆက်ထိမခံဖြစ်နေပြီကိုသွားထိလိုက်တာနဲ့ကိုကျင်တယ်ဆိုလို့ရှိရင်ဒီကောင်ကိုရွေးပါဒါက sensitive ဒီမှာ extra soft bristle ဆိုပြီးပါတယ်ဒါသွားလိုက်တဲ့နေရာမှာအနှုညံ့ဆုံးပဲအဲ့လိုမျိုးကျင်တဲ့လူတွေတဖုံးတွေးထွက်တဲ့လူတွေဆိုလို့ရှိရင်ဒီလို extra soft ကိုရေးလို့ရတယ်ဒီသွားလိုက်တဲ့ရဲ့အမွေးလေးတွေရွေးချယ်ပုံကိုကြတော့နောက်ပိုင်းဗီဒီယိုတစ်ခုနဲ့တိကျပြန်ပြောပြအောင်မယ်ဒါပေမဲ့အခုလောလောဆယ်မှတ်ထားပါကြတော့ဒီလိုမျိုးသွားတွေကျင်းနေတယ်ကြွေသားတွေခြိုက်နေတယ်ဆိုလို့ရှိရင်သွားလိုက်တဲ့ကိုနှုနိုင်သမျှနှုတာကောင်းတယ်ပြီးတော့နှုနိုင်သမျှနှုတာကိုလဲပြီးသွားပြီဆိုလို့ရှိရင်တက်လုံးသုံးရမှာမဟုတ်ဘူး3လအောင်တစ်ချိန်လဲပေးရမယ်ကျွန်တော်တို့သွားလိုက်တဲ့နေကတန့်ရှင်းသုံးတဲ့ပစ္စည်းတွေပဲကျွန်တော်တို့အဝတ်လျှော်တဲ့ brush ပဲဖြစ်ဖြစ်3လကြာလာတယ်ဆိုလို့ရှိရင်အဝတ်တွေလျှော်ရတာမပြောင်းတော့ဘူးအိမ်မှာလဲတဲ့တပြက်စီပဲဖြစ်ဖြစ်လဲတာကြာတယ်ဆိုလို့ရှိရင်ဖုံနေတေချာမပြောင်းတော့ဘူးအခုသွားလိုက်တဲ့အလုပ်ပဲကိုနေ့တိုင်းတိုက်တဲ့ချိန်မှာ3လလောက်ဆိုလို့ရှိရင်ကတော့သွားလိုက်တဲ့အတစ်ချောင်းလဲတင်ပြီတကယ်လို့ကိုကမလဲဘူးဆိုလို့ရှိရင်အဲ့ဒီသွားလိုက်တဲ့ကကိုတန့်ရှင်းပေးနေရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့သွားအခြေတွေကိုကိုယ့်ရဲ့သဖုံးတွေကိုချက်စီးတဲ့ဘက်ကိုသွားရတယ်ပေါ့နော်ဒါကြောင့်မို့လို့သွားလိုက်တဲ့တွေကိုလည်း3လတစ်ချိန်လဲဖို့မမေ့နဲ့ပြီးတော့ကိုကသွားကျင်နေတာဖြစ်တဲ့အတွက်သွားကျင်တာတက်တာစီတဲ့သွားလိုက်စီတွေကိုသုံးပေါ့နော်ဒါဆိုလို့ရှိရင်တော့သွားအခြေလေးတွေမပြတ်အောင်ကောက်ွယ်ပြီးသားဖြစ်မယ်စေကမ်းမှာကြတော့သွားကြွေလွာလေးတွေဖြစ်တင်တာဖြစ်ရမယ်အကျောထိသွားတဲ့သွားတွေဆိုလို့ရှိရင်အကျောထုတ်ပြီးတော့မှအစွတ်လေးတွေလုတ်တင်တာလုပ်ပေးပါခင်ဗျာဒါလောက်ဆိုရင်တော့သွားအခြေပြတ်တဲ့နဲ့ပတ်သက်ပြီးတော့မှဘူးတုတရမယ်လို့ထင်ပါတယ်ခင်ဗျာနေ့ရက်တိုင်းမှာပြောနိုင်ကြပါစေခင်ဗျာ